ကျွန်တော်ပြောရမယ်ဒီတစ်ဖက်ပိတ်တွေကိုကျွန်တော်ပြောမှရတော့မယ်မပြောလို့မရအောင်ကျွန်တော်ဗာမေးလဲဆိုမွတ်စလင်မဟုတ်ဘူးလားအဲ့ငါမွတ်စလင်မဟုတ်ဘူးနော်ပြအောင်ပြောမွတ်စလင်မဟုတ်ဘူးငါကမြန်မာနိုင်ငံသားနော်မြန်မာနိုင်ငံသားနော်မြန်မာနိုင်ငံသားအစ္စလမ်ဘာသာကိုးကွယ်တဲ့လူတယောက်နော်ငါအစ္စလမ်နော်ကိုးကွယ်တာလူမျိုးကနော်ဗမာလူမျိုးငါမြန်မာနိုင်ငံမှာမွေးတာဗမာလူမျိုးကိုးကွယ်ပြီးပါလားအစ္စလမ်ဘာသာဟုတ်ပြီလားဒါကိုလူကြီးတွေလက်ခံတာမခံတာငါမပြောအဲ့ကိစ္စကိုလည်းရှင်းပြမယ်နော်အရင်ကဘိုးကျောင်းအောင်ဆန်းနဲ့ဦးရဲဆိုတာဘရာသာလေးနေတာနော်ညီလေးအကိုကြီးထားနေနေတာနော်ချစ်စကားနဲ့ပြောလို့ဖလိုးတိုင်းနေညီလေးအကိုကြီးအဲ့ဖလိုးနဲ့နေတာနော်သူတို့တွေမရှိရတဲ့နောက်ပိုင်းမှာကျောင်းလူတွေတယူတန်တဲ့လူတွေကြံခဲ့တယ်